ကျွန်တော်နှစ်ချက်ပြောမယ်ဗျာတိုင်းရင်းသားနဲ့ပတ်သက်ရင်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်8မှာတော့ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်မယ်လို့သူကရေးထားတယ်ပြည်ထောင်စုလို့ပြောလိုက်ရင်ဒါ Federal ပေါ့ဗျာဒါအခုလောလောဆယ်ကြည့်လိုက်ရင်ဒါကိုသိန်းထက်ဦးလည်းမြန်မာတယ်ကျွန်တော်တို့မှာလွတ်တော်15ခုရှိတယ်ဗျာဟာလာကျွန်တော်တို့တိုင်းအဆင့်က14ခုဗဟိုနဲ့ဆို15ခုတရားရုံနေလဲ15ခုပေါ့ဗျာအစိုးရလည်းပဲ15ဖွဲ့ပေါ့ဗျာပြုံးနေကြည့်လိုက်တော့ပြည်ထောင်စုပုံစံဖြစ်နေတယ်ဒါပေမဲ့တကယ်တော့ကျွန်တော်တို့တိုင်းပြည်ဟာပြည်ထောင်စုစစ်မဟုတ်ဘူးတဒန်းဆောင်ပြည်ထောင်စုလို့ခေါ်တယ်ဟန်ဆောင်ထားတာပြည်ထောင်စုအစစ်မဟုတ်ဘူးပြည်ထောင်စုအစစ်ဆိုတာကပြည်နယ်လွတ်တော်အမတ်တွေကိုသူ့ပြည်နယ်သူပြည်နယ်သားတွေကရွေးမယ်ပြည်နယ်အစိုးရကိုလည်းပြည်နယ်သူပြည်နယ်သားတွေကဖွဲ့မယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေးသူတို့ကိုပေးရမယ်အလားတူကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အချို့သောဥပဒေတွေကိုသူတို့ကိုလွတ်လွတ်လပ်လပ်ပြဋ္ဌာန်းခွင့်ပေးရမယ်သို့တော့ကျွန်တော်တို့ရဲ့လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်လိုက်ရင်အရေးကြီးတဲ့အချက်တစ်ချက်ကျွန်တော်ထောက်ပြမယ်အဲ့ဒါဘာလို့ဆိုတော့ကျွန်တော်တို့ဗမာနိုင်ငံကိုဘယ်သူအုပ်ချုပ်နေသလဲအဲ့ဒီမိကိုလေးကိုပြန်ဖြည့်ကြည့်လိုက်ရင်အဖြေအဲ့နေရာမှာရှိတယ်ပြည်ထောင်စုစနစ်ဆိုတာဗဟိုအစိုးရတနိုင်ငံလုံးကိုရေပေါ်ရချုံအုပ်ချုပ်တယ်ပြည်နယ်တွေကိုပြည်နယ်အစိုးရတွေကအုပ်ချုပ်မယ်ဒါကပြည်ထောင်စုစနစ်ဒီကနေ့ဗမာနိုင်ငံကိုဘယ်သူအုပ်ချုပ်နေသလဲဒီမိကုန်းအဖြေဥပဒေမှာသမရကအုပ်ချုပ်ရေးအကြီးအကဲလို့ပြောတယ်ဒါပေမဲ့တကယ်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အဖွဲ့အစည်းကတစ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ရဲတပ်ဖွဲ့ဒီနှစ်ဖွဲ့ကတိုင်းပြည်ကိုအုပ်ချုပ်တယ်အဲ့ဒီရဲတပ်ဖွဲ့နဲ့အဲ့ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည်ချင်းကချင်းကရင်ကရမွန်ရှမ်းတနိုင်ငံလုံးကိုသူတို့အုပ်ချုပ်နေတယ်ဆိုတော့တကယ်ကျွန်တော်တို့ရဲ့အုပ်ချုပ်မှုအာဏာသည်ပြည်ထောင်ဝန်ကြီးရဲ့လက်ထဲမှာရှိတယ်ပြည်ထောင်ဝန်ကြီးကိုကျွန်တော်တို့ကာကွယ်ရေးဦးစီးချုပ်ကခန့်နေဆိုတော့တကယ်ကျွန်တော်တို့တိုင်းပြည်ရဲ့အုပ်ချုပ်ရေးဟာအယက်သားအုပ်ချုပ်ရေးလားတွယ်ဝိုက်သောနီးနဲ့စစ်တပ်ကအုပ်ချုပ်နေတာလားမင်းစရာမိကုန်နေရှိနေတယ်အဲ့ဒါဟာလုံးဝပြည်ထောင်စုစနစ်နဲ့ဆန့်ကျင်တဲ့အချက်တိုင်းရင်းသားတွေမကြိုက်တဲ့အချက်ကဒီအချက်ပဲ